လမ်းသွားရင်ထူးဆန်းတဲ့ဆိုင်းဘုတ်လေးတွေကိုမိတ်ဆွေသတိထားမိပူပါသလားဒီလိုဆိုင်းဘုတ်လေးတွေကဘသူတွေအတွက်လဲဘာကြောင့်ပေါ်လာတာလဲဆိုတာကိုစဉ်းစားတတ်တဲ့သူတွေအတွက်ဒီအကြောင်းအရာကစိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်တကယ်တော့ဒီဆိုင်းဘုတ်တွေဟာမထင်မှတ်ပဲလူသားတွေရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုဖော်ပြနေတာပါပဲဒီဇိုင်နာတယောက်ဟာလူလေဒီဇိုင်းထုတ်ထားတဲ့ပတ်ဝန်းကျင်မှာဘယ်လိုနေထိုင်သွားလာကြလဲဆိုတာကိုအမြဲလိုစောင့်ကြည့်လေ့လာသူပါအဲ့ဒီလိုလေ့လာရင်းနဲ့မကြာခဏဆိုသလိုတွေ့ရတာကတော့ဒီတကားကိုမသုံးပါနဲ့ဆိုတဲ့ဆိုင်းဘုတ်မျိုးပါပဲနှစ်ပေါင်း20ကျော်ကြာဒီဇိုင်နာကနေ့စဉ်အခြေအနေတွေမှာလူတွေကိုကူညီပေးတဲ့ဆိုင်းဘုတ်တွေကိုတပ်ပုံရိုက်ယူခဲ့ပါတယ်အကြောင်းတစ်ခုခုကြောင့်အနှဲငယ်အကူအညီလိုအပ်တဲ့နေရာတွေမှာဒီလိုဆိုင်းဘုတ်တွေကအမြဲလိုရှိနေတတ်တယ်20မှာဆွဲပါဒါမှမဟုတ်ပြက်နေသည့်လိုမျိုးဆိုင်းဘုတ်တွေဟာအမြဲတွေ့နေရတာပါတခါလေကျတော့ဖြစ်စည်းကဒီဇိုင်းထုတ်ထားတဲ့အတိုင်းအပြည့်အဝအလုပ်လုပ်ပေမဲ့အသုံးပြုသူတွေအတွက်လမ်းညွှန်ချက်အပေါ်တစ်ခုလိုအပ်နေတတ်တယ်ဥပမာအနေနဲ့ကီးဘတ်တစ်ခုဟာနီးပညာအရာပြဿနာမရှိပေမဲ့တကားဖွင့်ဖို့အတွက်လမ်းညွှန်ချက်ထပ်လိုနေတာမျိုးပါဒီလိုဆိုင်းဘုတ်တွေကိုဖန်တီးတဲ့သူတွေကိုလည်းဒီဇိုင်နာတွေလို့သတ်မှတ်လို့ရပါတယ်သူတို့ဟာမူလဒီဇိုင်းအဖွဲ့ရဲ့အလုပ်ပြီးမှဝင်ရောက်လာပြီးတကားဖွင့်တာမျိုးလို့လုံဆောင်ချက်တွေကိုအမှန်တကယ်လုံဆောင်နိုင်အောင်ကူညီပေးသူတွေပါပဲတချို့ဆိုင်းဘုတ်တွေကတော့အတော်လေးတိမ်မွေးပါတယ်ဘာလုပ်ရမယ်ဆိုတာကိုမိတ်ဆွေသိနေလိမ့်မယ်လို့ရေးထားသလိုမျိုးပေါ့ဒါပေမဲ့ဒါကမီးခလုတ်ပါဆိုတဲ့ဆိုင်းဘုတ်မျိုးလည်းရှိပါတယ်အနီရောင်ကိုအန်ဒီယေလို့မြင်အောင်ကျွန်တော်တို့ကလီးကျင့်ခံထားရတော့ဒီလိုဆိုင်းဘုတ်ကကျွန်တော်တို့ကိုပြန်စဉ်းစားစေပါလေဒီဇိုင်နာကသူ့ကိုယ်သူနေ့စဉ်ညွှန်ကြားချက်တွေရဲ့လူသားဗေဒပညာရှင်တယောက်လို့သဘောထားပါတယ်ငွေရှင်းဆက်တွေမှာဖြစ်စေအများသုံးအင်တာတွေမှာဖြစ်စေစိုင်ဘုတ်ပေါင်ရာနဲ့ချီတဲ့တပ်ပုံတွေသူ့မှာရှိပါတယ်ငွေပေးချေမှုပြီးဆုံးဖို့လက်နဲ့တိုးပေးပါဆိုတဲ့စိုင်ဘုတ်မျိုးကိုမိတ်ဆွေတို့လည်းနေ့စဉ်တွေ့ဖူးမှာပါငွေရှင်းဆက်တွေမှာချစ်မပတဲ့ကတ်တွေအတွက်ကတ်ကိုထဲသွင်းပုံဒါမှမဟုတ်မတို့ထိရမယ့်ပုံစံကိုတေးသေးချာချာညွှန်ပြထားတဲ့စိုင်ဘုတ်တွေလည်းရှိပါတယ်အင်တာထဲမှာ2ကြိမ်3ကြိမ်ဖက်လက်ဆွဲပါဆိုတာမျိုးကလည်းကျွန်တော်တို့လူအုပ်စုတစ်ခုအနေနဲ့အများဆုံးအင်တာတွေမှာဘလောက်အခက်တွေ့နေလဲဆိုတာကိုပြနေပါတယ်အများဆုံးအင်တာတွေဟာထပ်ပုံတွေထဲမှာအချိုးအစားမမျှမတများပြားစွာပါဝင်နေပါတယ်အင်တာတက်ပြီးရင်အဖုံးကိုပိတ်ဖို့နဲ့ဘေးစင်ပေါ်မှာမထိုင်ဖို့ဆိုင်းဘုတ်တွေရှိနေတာကဘယ်လိုပဲစဉ်းစားနားမလည်နိုင်ပါဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲထူးဆန်းစွာစိတ်ဝင်စားဖို့ကောင်းပါတယ်ရေဖြည့်ဆက်တစ်ခုဟာရေဖြည့်ယုံတတ်တာလှုပ်ဆောင်နိုင်တာပါဒါပေမဲ့တချို့ရေဖြည့်ဆက်တွေက fast powder ဒါမှမဟုတ်သွေးစစ်တာမျိုးပါလှုပ်ဆောင်နိုင်တယ်လို့မိဆွေထင်ကောင်းထင်ပါလိမ့်မယ်အဲ့ဒီဆက်ကဒီဇိုင်းလွန်ကဲနေပြီးသူ့ရဲ့လှုပ်ဆောင်ချက်ကိုနားမလည်အောင်ထစ်နေတာပါအဲ့ဒီလိုနေရာမျိုးမှာဆိုင်းဘုတ်တွေကလိုအပ်လာပြန်ပါတယ်ဒီဇိုင်နာကဒီဓာတ်ပုံတွေကိုစားရိုက်တုန်းကတော့အနှောက်အယှက်ဖြစ်စေတဲ့ဒီဇိုင်းဆိုးတွေကိုမှတ်တမ်းတင်ဖို့ရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီဆိုင်းဘုတ်တွေကိုလူသားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ပြဿနာဖြေရှင်းနိုင်စွမ်းရဲ့တတ်သိအဖြစ်ထိမ့်သိမ်းရတာကိုပိုစိတ်ဝင်စားလာပါတယ်ဒီနေရာကအင်တာမဟုတ်ဘူးလို့မျိုးဆိုင်းဘုတ်တွေကစရောက်လာတဲ့အခါမှာရှိနေတတ်တာပါဒါပေမဲ့ဆိုင်းဘုတ်မရှိခင်ကဘာတွေဖြစ်နေမလဲဆိုတာကိုစိတ်ကူးကြည့်ရတာဟာစိတ်ဝင်စားဖို့ကောင်းပါတယ်စတုလ်ထထက်မှာမရက်တဲ့ဓာတ်လေကအဖြစ်ဘက်မှာလူတွေစုနေကြတာမျိုးကိုစဉ်းစားကြည့်ပါဦးကျွန်တော်တို့တွေအနီးမှာရှိတာကိုအဝေးကြီးထင်ပြီးနောက်ဆုတ်ရင်တိုက်မိတာမျိုးမဖြစ်ဘူးတဲ့သူမရှိပါဘူးအဲ့လိုနေရာမျိုးမှာဆိုင်းဘုတ်တစ်ခုကအများကြီးအထောက်အကူဖြစ်စေမှာပါလူသားတွေအတွက်ပြဿနာတွေကိုဖြေရှင်းပေးတဲ့အခါလူသားတွေကိုယ်တိုင်ကလောက်ရတာခက်ခဲတတ်ပါတယ်တောခတ်ဖို့ sledge ခလုတ်ကိုနှိပ်ပါညာဘက်သို့လဲပါမလဲပါနဲ့ဆိုတဲ့ဆိုင်းပုံမျိုးကိုကြည်ပါဒါကဘယ်လိုလုပ်ရမလဲဆိုတာမသိတော့ပါဘူးခဏတာပြင်ဆင်နေစေဆိုတဲ့ဆိုင်းဘုတ်ကတော့တကယ်တမ်းခဏတာမဟုတ်ပဲအမြဲတမ်းပြတ်နေတာမျိုးပါပဲမန်ကင်းတွေကိုစစ်ရေးမပြုစုပါနဲ့ဒါမှမဟုတ်ရှမ်ပိန်းပလင်းများသာဆိုတဲ့ဆိုင်းဘုတ်တွေဟာလည်းတကယ်လိုအပ်လို့ထားတာပါဒီဇိုင်နာစူးစောင်းထားတဲ့ဆိုင်းပုံငါဆိုကတော့အောက်ထပ်အပေါ်ထပ်လိုမျိုးရိုးရှင်းကြတွေပါပဲမူလဒီဇိုင်းရည်ရွယ်ချက်ကမရှုပ်ထွေးပြီးမြဲရီမှန်းချက်နဲ့လွဲချော်နေကြပါကျွန်တော်တို့တယောက်နဲ့ကြောက်အတွေ့အကြုံတွေကိုဒီဇိုင်းဆွဲကြပါတယ်တချို့အရာတွေကကောင်းမွန်ပေမဲ့တချို့ကတော့ဆိုးရွားပါတယ်တကားတစ်ခုကိုဖျက်လျှောက်တာကအလိုလိုတိနေတဲ့ကိစ္စပါဒါပေမဲ့တကားတွေဟာကျွန်တော်တို့အကူအညီလိုအပ်နေစေနေရာတစ်ခုဖြစ်ပါတယ်တွင်းပါဆွဲဆိုင်ဘူးတွေ
တိတ်နဲ့ကတ်ထားတာမျိုးနှစ်ခုတောင်ရှိနေတာမျိုးကချစ်စရာကောင်းပြီးလူထားဆန်ပါတယ် နီးပညာတွေဘလောက်ပဲတိုးတက်လာပါစေဒီဆိုင်ပုတ်လေးတွေဟာကျွန်တော်တို့တဦးနဲ့တဦးတကယ်လက်တွေ့ကဘာမှာအခြေခံအကျဆုံးအရာတွေကိုလှုပ်ဆောင်ဖို့လိုအပ်နေစေဆိုတာကိုပြသနေတဲ့သက်သေပါပဲကျွန်တော်တို့ရှိကလူတွေဟာသူတို့ရဲ့အတွေ့အကြုံတက်ပိုကောင်းမွန်အောင်လမ်းညွှန်ချက်တွေကိုခြံထားပေးခဲ့ကြပါတယ်ဒီလိုလူသားဆန်တဲ့စိတ်ဓာတ်တွေနဲ့ဖန်တီးထားတဲ့အရာတွေကိုလေ့လာရတာနှစ်သက်တယ်ဆိုရင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းရှာဖွေတွေ့ရှိနိုင်အောင်ပါ